ဟုတ်ရင်မိဘတွေစိတ်ဆိုးကြလိမ့်မယ်ဟဲလိုမစ္စတာဝမ်အတွင်းရေးမှူးရုံးကိုရှေ့နေကြောက်စီကမက်ဆေ့ချတစ်စောင်ရောက်လာပါတယ်ရန်ဂျီရဲ့ကုမ္ပဏီမှာရင်းနှီးမြှုပ်နှံထားတဲ့3000ကိုရှင်ကဖျက်သိမ်းခြင်းတယ်လို့ပြောတယ်မစ္စတာယန်တေချာလို့လားဟုတ်တယ်တေချာတယ်ရန်ဂျီရဲ့ကုမ္ပဏီကအဲ့ဒီ3000ရင်းနှီးမြှုပ်နှံမှုကိုပြန်ရုပ်သိမ်းမယ်ပြီးတော့စီပန်းအုပ်စုရဲ့နာမည်နဲ့ကြေညာလိုက်မယ်ဒီကဏ္ဍမှာရှိတဲ့နိုင်ငံခြားကုန်သွယ်မှုကုမ္ပဏီအားလုံးကရန်ဂျီရဲ့ကုန်သွယ်မှုကုမ္ပဏီကိုပိတ်ဆို့ရမယ်သူနဲ့ဘာကုန်သွယ်မှုမှလုပ်ခွင့်မပြုစေရဘူးဖန်ချန်ရှင်ဒီလိုလုပ်လို့မရဘူးအကယ်၍ရင်းနှီးမြှုပ်နှံမှုကိုရုပ်သိမ်းလိုက်ရင်အကိုကုမ္ပဏီပျက်စီးသွားလိမ့်မယ်ရှင်သူ့ကိုဘဝဖျက်ဆီးလိုက်တာပဲဖန်ချန်အခုချက်ချင်းဖုန်းဆက်ပြီးနောင်တရတယ်လို့ပြောလိုက်ပါသူကရှင့်ရဲ့ကိုလေငါနဲ့ဘာဆိုင်လို့လဲသူကရှင့်ရဲ့ခဲကိုလည်းဖြစ်တယ်လေတို့တွေကမိသားစုတွေပဲဥစ္စာမင်းညကသူငါသမီးကိုရိုက်တုံးကတို့ကိုမိသားစုလိုဆက်ဆံခဲ့လို့လားဖန်ချန်ရှင်ကဘာမှမပြောဘဲရင်းနှီးမြှုပ်နှံမှုကိုရုပ်သိမ်းလိုက်တော့ငါမိသားစုကငါ့ကိုဘလို့မြင်မလဲဆိုတာရောတွေးမိရဲ့လားအကိုကိုမကူညီရင်မိဘတွေရှေ့မှာငါဘလို့မျက်နှာပြရမလဲငါရဲ့ခံစားချက်ကိုမျက်ညာပေးပါဦးကောင်းပြီငါမိဘတွေကိုတွားရှာပြီးရှင့်ကိုလာပြောခိုင်းမယ်အမေနဲ့အဖေကတွားပြီလေမောင်လေးဖန့်ဘလို့လှုပ်ဆင်းလာတာလဲအမေနဲ့အဖေကတွားပြီလားဟုတ်တယ်တွားပြီသူတို့တနေ့နေ့ပြန်လာမလားဘာလို့လဲအမေကိုလွမ်းလို့လားသမီးအမေကိုတိတ်လွမ်းတာပဲအမေကသမီးကိုအမြဲတမ်းလိမ်မာရမယ်လို့ပြောတယ်ဦးလေးစီဖက်နှက်သွားပို့ပေးရမယ်တဲ့သမီးမကြိုက်ဘူးဟဲလို့ခေါ်မကစားနဲ့တော့တွားပြီးဦးလေးရဲ့အဝတ်တွေကိုခောက်ပေးလိုက်အောင်လာစို့ခေါ်တွားပြီးဦးလေးရဲ့ဖက်နှက်ကိုရှာပေးလိုက်အောင်အင်းမြန်ထိုင်အလေကနေမြန်ဟဲလာစို့အမေဦးလေးကတိနေတဲ့ပုံပဲအခုချက်ချင်းသွားမယ်ခေါ်ဒီကိုလာဦးအမေနဲ့အတူဟင်းချက်ဖို့လာခဲ့အဖိုးနဲ့အဖွားပြန်လာပြီစူးစမ်းစမ်းပါတောက်သူ့အမေကတရိတ်ဆန်ပဲခေါ်ဦးလေးကိုဗာပေးတာလဲဒီနေ့ရတဲ့မုံဖိုးစာအိတ်ထဲကပတ်စံလေးဦးလေးစိတ်လိတ်ဝယ်တောက်ဖို့ကောင်းပြီဒါဆိုရင်ဦးလေးကသမီးကိုပို့ချစ်မှာပေါ့အင်းဒါပေမဲ့ဒါကဖေပေးထားတာလေဖေပေးတာပဲဖြစ်ဘာဖြစ်လဲဖေခေါ်ကလိမ်မာရမယ်ဒါမှဦးလေးမိသားစုကသမီးကိုပို့ချစ်မှာဩပြီးတော့မိမိသမီးပတ်စံကိုယူသွားတာကိုဖေ